Islam ကိုဖိနေတယ်တို့ Christian ကိုဖိနေတယ်တို့ဟိုအောင်ဖိနေတယ်ဒီဗုဒ္ဓဘာသာကအရင်ကျွန်တော်နိုင်ငံမှာဗုဒ္ဓဘာသာကိုအားလုံးလက်ညှိုးဝိုင်းထိုးနေတာဒီကမ္ဘာလုံးကလက်ညှိုးလိုင်းထိုးအမေရိကန်ထိုးဟိုကထိုးလက်ညှိုးတွေကဝိုင်းထိုးနေတာထိုးနေကြတော့မင်းတို့ထိုးနေတဲ့လက်ညှိုးတွေကိုပြဖို့တော့ကဒီမှာကြည့်ရန်ကုန်မှာဆိုရင်မြို့လေကောင်မှာသွားကြည့်လိုက်ဦးဟာ Islam Christian ဗုဒ္ဓဘာသာကိုသုံးခုလုံးတခါဆိုင်လာတာမြို့လေကောင်ကြီးမြို့တော်ခမ်းမရှိတဲ့တယ်မှာဘေးမှာတဲ့တယ်မှာမြို့တော်ခမ်းမရှိဒီဘေးနှစ်ဖက်မှာဗုဒ္ဓဘာသာနဲ့ Islam နဲ့ Christian တွဲထားတာတွဲလိုက်ကြည့်နော်အဲ့လိုတွဲလိုက်ကြည့်ရှိတယ်ဗလီရဲဆိုအကုန်ရှိတယ်အဲ့နာမြို့လေကောင်ကြီးမှာဆိုတော့ပြပြီးသားဒါတော့နေပြည်တော်လိုနေရာမျိုးပါလေရှိတယ်လားရှိတယ်ဒါကြောင့်မလို့သူကမြေကချပေးတယ်ဒါပေမဲ့ဒီမြို့သားသမားတွေကြတော့လေသူ့ရဲ့ခံစားချက်အရာဒီအစ္စလမ်ဘာသာကိုသူစိုးရိမ်ကြပုံရတယ်။ဘာကြောင့်စိုးရိမ်လဲမင်းကျွန်တော်တို့ဒီဘက်ကမြို့သားသမားတွေနဲ့ဗုဒ္ဓဘာသာဝင်ဒီအစ္စလမ်ဘာသာဝင်စိုးရိမ်ရတဲ့အကြောင်းရင်းကလည်းအဖြစ်တော်မဟုတ်ဘူး။ဘာဖြစ်လို့ဆိုခင်ဗျားကပြည်တွေမှာဖြစ်နေပြီလေ။ပြည်တွေမှာဖြစ်နေတဲ့ကိစ္စ။ဒီတော့ကျွန်တော်မြန်မာပြည်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေကတော့တကယ်ကိုဒီလိုမျိုးပြည်တွေမှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေလောက်တော့အရင်သွေးမကြွဘူးပေါ့နော်။အရင်မဖြစ်ဘူး။ဒီမှာအေးဆေးနေကြတယ်လို့တော့ကျွန်တော်အဲ့လိုတော့မြင်ထားပေးခြင်းတယ်။ဘာလို့အခုထိရောအဲ့လိုပဲမြင်ပေးရမှာပေါ့ဗျာ။တက်နိုင်ပေါ့ကိုဘာလို့ဆိုကိုကလောဆယ်သူတို့အဲ့လိုပဲနေနေတာဟုတ်။အေးချမ်းစွာနေထိုင်တဲ့အစ္စလမ်ဘာသာဝင်တွေကတော့အတွက်ကတော့လိုအပ်ပါတယ်။ဒါကိုအသုံးချပြီးတော့ရှင်းပြရအောင်ဒါကိုအသုံးချပြီးတော့ဒီဒိမ်မှာလုပ်တယ်လို့မျိုးလုပ်ဖို့ကြိုးစားလာတာဆိုရင်တော့ဒါကျွန်တော်တို့နိုင်ငံအတွက်အနေရှိတယ်။ဒါနှစ်ချက်ပဲ။ဒါပဲကျွန်တော်အဲ့လိုပဲပြောချင်တယ်။အဲ့တော့ဒီဒိမ်မနုံအောင်ကြည့်ပြီးတော့ဒီဘက်ကမျိုးသားသမားတွေစိုးရိမ်တာလည်းမမှားပါဘူး။ဒါတော့ဒီတော့အစ္စလမ်ဘာသာဝင်တာဝန်ရှိသူတွေကိုယ်တိုင်ကလည်းပြောရမှာစိုးရိမ်ကြမဟုတ်ဘူးဒါတွေကဘာကြောင့်ဆိုဒီဒေသမှာအစ္စလမ်တွေဘယ်လောက်ရှိလဲတွက်ချက်ပြနိုင်ငံတော်ကြီးကလည်းအဲ့ဒီနေရာမှာအစ္စလမ်ဘယ်လောက်ရှိလဲအစ္စလမ်ဥယျာဉ်ဘယ်လောက်ရှိလဲရှိမှပေးဖို့တင်လားချဖို့တင်လားဒါတွေစဉ်းစားပြီးတွက်ချက်ပေးဖို့လိုတာအဲ့တော့အဲ့ဒီနေရာကိုသွားကြည့်တော့တော်တော်ခေါင်တယ်လို့အကြံဉာဏ်သိရတယ်ခေါင်တယ်နောက်တစ်ခုကအရင်လဲဒီအဲ့တဝိုက်မှာအစ္စလမ်တွေအရင်များလားမများလားဆိုရင်တော့တိတ်တော့အရင်တော့များတယ်ပုံတော့မပေါ်ဘူးဒါပေမဲ့အဲ့ဗလီပေါ်လာရင်ဘာဆက်ဖြစ်မလဲမင်းဗလီရှိသွားရင်တိတ်မကြခင်မှာအစ္စလမ်ဘာသာဝင်တွေရောက်လာမယ်ဘာသာဝင်တွေအဲ့မှာသူ့ပေါင်းအဲ့ရွာမှာနေထိုင်မယ်ဒီတိုင်းပြီးအဲ့ရွာတစ်ခုလုံးမှာရှိတဲ့မူလ origin ကထားပေါ်တော့များတဲ့ဘာသာကတဖြည်းဖြည်းနည်းနည်းလာပြီးတော့အစ္စလမ်ဘာသာဝင်တွေပုံများလာမယ်ဒါကလည်းမျိုးသားသမားတွေအစိုးရင်ချက်ဆိုတော့ဒီစိုးရင်ချက်ကိုစိုးရင်စရာမရှိဘူးဆိုတော့ပြပေါ်အစ္စလမ်ဘာသာဝင်တွေဘက်ကပြရမယ်ဘာသာပေါင်းစုံဘက်ကပြပေးရမယ်ပြီးတော့နိုင်ငံတော်ကလည်း okay မင်းတို့စိုးရင်စရာမလိုဘူးဆိုတော့တတိပြပေးရမယ်အဲ့တော့သူစိုးရင်ချက်ကလည်းမှားမနေပြန်ဘူးဘာလို့ပြည်တွေမှာတကယ်ဖြစ်နေပြီနော်ပြည်တွေနေလားဆိုတော့ကပြင်သေးတို့ကြိုက်တဲ့နိုင်ငံပြောဥရောပနိုင်ငံတွေကတော့အမလီလူခွေခေါင်းစဉ်တက်လိုက်တာအကုန်ကျုံးနေပြန်ကုန်တာအမေရိကန်မှာလည်းခုစဖြစ်နေပြီဆိုတော့အရာအလုံးကတောကတွေသူ့နိုင်ငံနဲ့သူ့တောကနဲ့သူကြည့်ပဲကိုယ်နိုင်ငံကဒီမျိုးသားရေးသမားတွေဗုဒ္ဓဘာသာဝင်တွေစိတ်တောကဖြစ်တာလေမှားတယ်လို့ပြောမှာဒီနိုင်ငံရဲ့တကယ်ဟိုအများဆုံးလူကြီးရဗုဒ္ဓဘာသာဝင်တွေလေသူတို့လည်းအမျိုးပြောက်မှာစိုးကြောက်တာပေါ့ခင်ဗျာအမျိုးပြောက်မှာမစိုးကြောက်လို့ခင်ဗျာမျိုးပြတ်သွားဘယ်နှလုံးအားလုံးကရှင်းရှင်းလေးပဲအဲ့တော့အစ္စလမ်ဘာသာဝင်ဗလီဆောက်တာကိုအစ္စလမ်မို့လို့ကန့်ကွက်တာဆိုတာတဲ့သူတို့ရဲ့စိုးရင်ချက်ကိုထုတ်ပြတာဒီလိုပဲမှတ်ပေးဖို့လိုတယ်သူတို့ရဲ့စိုးရင်ချက်ကိုထုတ်ပြတာဆိုတော့သူတို့စိုးရင်တာမဟုတ်ဘူးဆိုတာကိုလေဒီအစ္စလမ်ဘာသာဝင်အတိုင်းအဝန်ပြဖို့လို့သူတို့နိုင်ငံတော်ကလည်းပြဘာသာပေါင်းစုံလည်းပြပေးရမယ်ပြီးတော့အေးချမ်းတော်နေထိုင်တဲ့အစ္စလမ်ဘာသာဝင်တွေအတွက်လည်းဒီအဲ့ဒီဒေသမှာတကယ်အစ္စလမ်တွေများတယ်ဆိုရင်ရှိဖို့ဗလီရှိဖို့လိုရတယ်မဟုတ်ဘူးသူဘယ်နှတော့ဝတ်ပြမလဲသူဘယ်နှတော့ဝတ်ပြမလဲအဲ့ဒါလည်းလူပြန်တယ်ဆိုတော့ဒါတွေအားလုံးကတမမြတ်တာဆိုတာမျှချီရှိသွားနေဖို့လိုတယ်ပြီးတော့ဒီနိုင်ငံမှာနေတဲ့အစ္စလမ်ပဲဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်တိုက်တာလာခဲ့တိုက်တဲ့လူဗုဒ္ဓဘာသာဖြစ်ဖြစ်ဘယ်ဘာသာကိုယ်ခင်ဗျားဘယ်ဘာသာကိုယ်ဒါပေမဲ့ဒီနိုင်ငံအလှန်တော့အောက်မှာခင်ဗျားတို့ကျွန်တော်အဲ့လိုတခုလေးရက်နေတာဒီ umbrella အောက်မှာတခုလေးရက်နေဆိုတော့မမေ့ကြတဲ့စိတ်မျိုးရှိလို့လားခင်ဗျားကျွန်တော်ရိုးလေးပြောမယ်မြန်မာပြည်ကအစ္စလာမ်ဘာသာဝင်တယောက်ဟိုဒီဘာလဲကျွန်တော်တို့ဟိုဘာလဲသူတို့ပါပေါ့တခြားအစ္စလာမ်နိုင်ငံတနိုင်ငံသွားလို့အဲ့ဒီနိုင်ငံသူ့ကိုသူတို့နိုင်ငံသားပြအသိမှတ်ပြုမယ်ထင်လို့လားကိုနိုင်ငံဘယ်ရလဲမြန်မာမင်းသူတို့နဲ့အစ်တမ်းမတူလို့ခံစားပြီးတော့ဘေးဖက်ကိုကြိုးစား